ကိစ္စကုတ်တောင်ဆိုတာတရားတစ်စီမတန်ပေါ်တဲ့နေရာပေါ့ပြိတ္တာလေးပေါ်တဲ့နေရာအဲ့တော့အဲ့ဒီမှာရသော်ဘုရားသခင်ကိုတော့မြတ်ကိစ္စကုတ်တောင်ဆောင်မှာသတင်းသုံးပြီးတော့နေတာတော့အကြောင်းမှာသတင်းသုံးနေတဲ့အချိန်တကောင်းရန်ရောက်လာတဲ့အခါမှာအဲ့ဒီကိစ္စကုတ်တောင်ကြီးတစ်ခုလုံးဟာကြီးမားတဲ့အလင်းရောင်ကြီးတွေနဲ့လွှမ်းဖုံးပြီးတော့လာတယ်ဘယ်သူတွေရောက်လာသလဲလို့ဆိုလို့ရှိရင်နမင်းကြီး၄ယောက်ရောက်လာကြတယ်ကိုရောင်ကိုဝါတွေနဲ့သူတို့လာတာရိုးရိုးမလာဘူးဝိသောနမင်းကြီးကရက်ခစစ်တပ်ကြီးနဲ့အချမ်းရံနဲ့သူကလာအင်မတန်မှများတဲ့ရက်ခစစ်တပ်ကြီးနဲ့လာတယ်အချမ်းရံနေနဲ့ဝိသောနမင်းဆိုတာရောက်ဖက်အရပ်မှာနေတာရောက်ရက်ကိုအစိုးရအရှိရက်ကိုပုရတိမေနတတရထောဆိုတာအရှိမျက်နှာမှာစောင့်ကြတဲ့နာမည်ကြီးကတတရထနာမည်လို့ခေါ်တယ်အဲ့ဒီတတရထနာမည်ကြီးကခန္ဓာပစစ်တကြီးနဲ့သူကအမြဲတမ်းကြီးမားများပြားလာတဲ့ခန္ဓာပစစ်တကြီးနဲ့ရသော်ဘုရားစီရောက်လာတောင်ရမျက်နှာမှာနေတဲ့ဝိရုလက္ခနမင်းကြီးကသူကကုံဗန္ဒဆိုတဲ့အတော်အယုတ်ဆိုးတဲ့ထွားကြမ်းရက်စက်ကြမ်းကြုတ်တဲ့အကောင်ကြီးတွေအဲဒီကောင်ကြီးတွေကုံဗန္ဒစစ်တပ်ကြီးနဲ့သူကခြံရံပြီးတော့မြတ်စွာဘုရားစီရောက်လာအနောက်မျက်နှာကိုစောင့်ရှောက်တာကြတော့ဝိရုပက္ခနမင်းလို့ခေါ်တယ်အဲဒီဝိရုပက္ခနမင်းကနာဂစစ်တပ်ကြီးနဲ့နဂါးတွေနဲ့ခြံရံပြိတ္တတွေနဲ့ရောက်လာတယ်မြောက်ရမှဆောင်းတဲ့ကုဝေဒလို့လည်းခေါ်တယ်ဝတ္တဝနာလို့လည်းခေါ်တယ်အဲ့ဒီနမင်းကြီးကတော့ယက္ခစစ်တပ်ကြီးနဲ့မြတ်စွာဘုရားစီရောက်လာကြတယ်ဒါစတုမဟာရာဇာလို့ခေါ်တဲ့နမင်းကြီး၄ယောက်ဟာတကောင်းရန်အချိန်မှာမြတ်စွာဘုရားစီရောက်ရှိလာကြအဲ့တော့သူတို့ရောက်လာတဲ့အခါမှာအဆောင်နေတခါလဲချထားတယ်နမင်းကြီး၄ယောက်ကဆိုင်ရာအယမျက်နှာတွေမှာအဆောင်နေချမြောက်ဘက်ကယက္ခစစ်တပ်အရှေ့ဘက်ကခန္ဓာပစစ်တပ်တောင်ဘက်ကကုံဗန္ဒစစ်တပ်အနောက်ဘက်ကနာဂစစ်တီနဲ့ဒီလိုရောက်ရှိပြီးတော့လာအဲ့ဒါလို့လာပြီးတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရမြတ်အနီးနမင်းကြီး၄ယောက်လာရောက်ရှိခိုးဝှချကြတယ်အချမ်းရံပရိသတ်တွေနဲ့လာပြီးတော့ဝှချကြတယ်အဲ့ဒီနတ်ပရိသတ်တွေသူတို့လာတဲ့စတုမာတွေနတ်ပရိသတ်တွေဟာမြတ်စွာဘုရားစီရောက်တဲ့အခါကျတော့တချို့ကမြတ်စွာဘုရားကိုလေးလေးစားစားဥချကြတယ်တချို့ကတော့မြတ်စွာဘုရားကိုရင်ကျေးဖွယ်ရာစွာနှုတ်ဆက်စကားပြောတယ်ရှမခိုးတချို့နတ်တွေကတော့သူတို့ရဲ့အမည်နာမတွေကိုပြောကြားပြီးတော့ဒီတိုင်းထိုင်နေကြတယ်သူဘယ်သူပါဆိုတာမြတ်စွာဘုရားကိုရှောက်တချို့နတ်တွေကတော့လက်အုပ်ကလေးချီပြီးတော့နေကြတယ်ရှစ်တော်မခုံတချို့နတ်တွေကတော့ငုတ်တုတ်ပဲထိုင်နေတယ်လူတွေထဲမှာလည်းအဲ့တိုင်ပဲဘုရားစီလာတဲ့အခါပိဋကတ်အဲ့ဒီလိုပိဋကတ်၅မျိုးဖြစ်သွားတယ်နံပါတ်1ပိဋကတ်ကဘုရားကိုချီညိုတဲ့ပိဋကတ်မြတ်စွာဘုရားကိုရှိခိုးဝှချပြီးတော့တင့်တယ်လျောက်ပတ်စွာထိုင်နေတယ်ဆိုတဲ့နံပါတ်1အစုကမြတ်စွာဘုရားကိုအလွန်ချီညိုတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားကိုနှုတ်ဆက်စကားပြောပြီးတော့ဒီတိုင်းထိုင်နေတဲ့ပုဂ္ဂိုလ်တွေကယဉ်ကျေးတယ်လူမှုရေးအရာနှုတ်ဆက်ကြတယ်ဝမ်းမြောက်စကားပြောတယ်ဘုရားကိုကိုယ်ွယ်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးနောက်တစ်စုကတော့